ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ KK Horror Channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေ။ကျမတို့ရဲ့ channel လေးကနေစိတ်ဝင်စားစရာကောင်းတဲ့ပရလကဇာတ်ကောင်များစွာကိုတင်ဆက်ပေးနေရပဲဖြစ်ပါတယ်။ဒီနေ့မှာဆိုရင်တော့ချီရတဲ့ပရိသတ်ကြီးနားဆင်နိုင်ဖို့အတွက်စာရေးသူသားသေးရေးသားထားတဲ့ဝိညာဉ်နှုတ်တဲ့မဖေဝါဆိုတဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးမစတင်ခင်မှာချီရတဲ့ပရိသတ်ကြီးတွေကကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့နဲ့ဘေးနားမှာရှိတဲ့ notification လေးကိုနှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။ဟုတ်ကဲ့ပါဒါဆိုရင်တော့ချီရတဲ့ပရိသတ်ကြီးတွေနားဆင်နိုင်ဖို့အတွက်ဇာတ်လမ်းလေးကိုအခုပဲစတင်လိုက်ပါပြီနော်။ဒီနေ့တော့ຢာလေးကိုအဘာမစစ်နိုင်ဘူးဗျ။ကျုပ်တယောက်တည်းရထွန်နေတာမနဲ့ဝေလီဝေလင်းကလေးကကျုပ်ရထွန်လိုက်တာဗန်းမွေပင်အခင်းကြီးပြီးခါနေဗျာ။နွားတွေကလေပန်းလာသလိုကျုပ်ကလေတော်တော်ပင်ပန်းလာပြီဗျ။တမနက်လုံးမနားတန်းထွန်နေတာလေဗျာ။ပုံမာယုံចောင်းကတော့စွန်းစားဖို့တုံးခေါင်းနေပြီဗျ။ကျုပ်ကလေနွားတွေကိုထုံထုံကနေဖြုတ်လိုက်တယ်။အရေးကောင်းတဲ့ဗန်မွေးပင်ကြီးအောက်မှာနွားတွေကိုခြေထားလိုက်တယ်ဗျ။လေးပုံမှာပါလာတဲ့ပြောင်ရိုးအိတ်တွေကပြောင်ရိုးတွေကိုကျွေးလိုက်တယ်။မလန်းမကန်းဗန်မွေးပင်ကြီးတပင်အောက်မှာထိုင်ပြီးတော့ထမင်းစားဖို့ထမင်းချောင်းလေးကိုလမ်းလိုက်တယ်။ကိုကြီးတာတီထမင်းစားတော့မှာလားဗျ။ဟဲ့ကောင်တွေကြောက်ခင်းနဲ့တမ်မနီပါလားမင်းတို့ပဲသွားမှာတော့ဘဲမှမသွားဘူးဗျကိုကြီးတာတေတယောက်တည်းရာထွန်နေတယ်ဆိုလို့လိုက်လာကြတာဟေးမင်းတို့ငါအိမ်ကိုရောက်ကြလို့လားရောက်သွားတာပေါ့ကိုကြီးတာတေရဲ့ညာအိမ်မက်အကြောင်းကိုမေးချင်လို့ဗျဘာအိမ်မက်ဟုတ်လားကြောက်ခေဒီကောင်တကောင်ကကျုပ်ထမင်းစားနေတဲ့ဘေးမှာဝင်ထိုင်လိုက်ကြရောဗျအကြီးကဘာဟင်းကောင်ချက်ပေးလိုက်တော့ကိုကြီးတာတေမကောင်းပါဘူးကွာခြံစည်းဝင်းပါပဲပြီးတော့ပေးကြီးလည်းနှက်ပေးလိုက်တယ်မင်းတို့ရောထမင်းစားခဲ့ပြီလားကျုပ်တို့ကစားပြီးမှကိုကြီးတာတီတို့အိမ်ကိုသွားကြတာဗျဟောရောက်တော့ဖိုးညင်ကပြောလို့ဗန်ပွဲပင်အခင်းမှာကိုကြီးတာတီရာထုံလေးရှိတယ်ဆိုတာနဲ့ကျုပ်တို့နေရာလိုက်ကြလာတာဗျကျုပ်ကထမင်းစားတောက်ပြီးတော့ထမင်းတောင်းထဲကရင်နွေးချမ်းခရကိုထုတ်လိုက်တယ်ရင်နွေးခရလေးကိုပစိုးဟောင်းနဲ့ကျင်းနေအောင်ထုတ်ထားတော့ရင်နွေးချမ်းနွေးနေတော့ရှိသေးတယ်ဗျပစိုးနဲ့ပတ်ထားတဲ့ရင်နွေးခရနဲ့နှုတ်သေးလေးကိုဖော်ပြီးတော့ပဲရတာဗျဒါမှရင်နွေးငိမ့်ပစိုးကိုပြေးစရာမလိုပဲဒီအတိုင်းငဲလို့ရတာပေါ့ဗျာကျုပ်ကအကျမ်းမကန်လုံးတဲ့ရွေးနေချမ်းငှဲ့ပြီးတော့တငုံတောင်းလိုက်တယ်ပြီးတော့ငကားစိတ်ပေါ်လေးတလေးကိုမိညစ်ပြီးတော့သုံးလေးဖွာဆက်တိုက်ဖွာပြစ်လိုက်တယ်တချမ်းရှာလိုက်ပြီးတော့မှရင်နွေးချမ်းကိုဖူခနဲ့တောက်ပြစ်လိုက်တယ်ကြောက်ခဲနဲ့တမ်နီအကျန်းတောက်ကြထမင်းတောင်းထဲမှာအမေထည့်ပေးလိုက်တဲ့ကြံတကာပြားရှိရဲ့ယူစားကြရင်နွေးချမ်းနဲ့တောက်ကြကွာဟုတ်ကဲ့ပါကိုကြီးတာတီထမင်းစားပြီးရင်ဗန်မွေးပင်ရေးမှာတမေးလောင်မေးဘလို့ဗျာဒါမဲ့ကြောက်ခေတော့ရောက်လာတော့မမေးဖြစ်တော့ဘူးပေါ့ဗျာနေပါအောင်ကြောက်ခေရဲ့မင်းကဘာအိမ်မက်မက်လို့တော့ကွာကျုပ်ကမေးလိုက်တော့ကြောက်ခေဟာတောင်းမလို့ခိုင်းထားတဲ့ရင်နွေးပကံမတောက်တော့ပဲတမ်မနီလက်ထဲကိုထည့်ပေးလိုက်တယ်တမ်မနီကတော့ထုံးစံအတိုင်းပေါ့ဗျာမေးနိုင်မှာစကားတခွန်ပဲပြောတဲ့ကောင်ဗျတခွန်မေးမှာတခွန်ဖြေတဲ့ကောင်ဘာမှမမေးဘာမှမဖြစ်ပဲပစက်ကြီးပိတ်ပြီးတော့ထိုင်းနေတာဗျဒီလိုကိုကြီးတာတည်းရဲ့ကျုပ်ကလေထဲမှာရောက်နေတာဗျဟဲဟုတ်လားကောင်းကင်မှာလားမဟုတ်ဘူးဗျအိမ်ထဲမှာပဲလေထဲမှာမျောနေတယ်လို့ပဲဗျကျုပ်အောက်ကိုကြည့်လိုက်တော့ဖျားပေါ်မှာဆောင်းချုံပြီးတော့ခွခွေးလေးအိတ်နေတဲ့ကျုပ်ကိုမြင်နေရတယ်ဗျကျုပ်ပြောတာကိုကြီးတာတည်းနားရှုပ်သွားပြီလားမသိဘူးကျုပ်ပြောချင်တာလေထဲမှာလေကျုပ်ပဲဗျဖျားပေါ်မှာအိတ်နေတာလေကျုပ်ပဲဗျကျုပ်ကနေအောင်လို့ဖြစ်နေတဲ့သဘောပေါ့ဗျကျုပ်ဒီလိုအိမ်မက်မျိုးတစ်ခါမှမမတ်ဘူးဗျအိမ်မက်ကဘာကောများနမိတ်ပြတာတော့ကိုကြီးတာတည်းရဲ့ကျုပ်သေးများသေမလို့လားကိုကြီးတာတည်းဟာမသေးပါဘူးကြောက်ခဲ့ဟာအဲ့ဒါအိမ်မက်မဟုတ်ဘူးကွမင်းအိမ်နေတော့မင်းကိုဘွားထွက်သွားတာကွဗျာကိုဘွားဟုတ်လားကိုကြီးတာတည်းဟုတ်တယ်ကြောက်ခဲ့ထုတ်သိရင်လူတိုင်းကိုဘွားထုတ်လို့ရတယ်တခါတလေကြတော့လေကိုဘွားမထုတ်ဖ ೇನೆ သူ့ဟာသူထွက်သွားတာလေးရှိရဲ့ကွမင်းတို့ငါတို့ရဲ့အိပ်ပျော်နေတော့မှမရောက်ဘူးတဲ့နေရာတွေရောက်သွားကြတာတို့မမြင်ဘူးတဲ့သူတွေကိုမြင်ရတာတို့မဖူးဘူးတဲ့ဖျားတွေဖူးရတာတို့အိမ်မက်တွေမက်ဖူးတယ်မလားကွဟုတ်တယ်မက်ဖူးတယ်ကိုကြီးသားတီဒီတခါတော့ပါဇက်အမြဲပိတ်ထားတယ်တမ်မနီကဝင်ပြောတာဗျာဟဲဟုတ်လားဗျာတခါမှမရောက်ဘူးတဲ့ဖျားတွေမက်ဖူးတယ်ဗျတခါမှမရောက်ဘူးတဲ့ဖျားတွေကိုမကြရောက်သွားပြီးတော့ဖူးရတယ်ကိုကြီးသားတီရဲ့အေးအဲ့ဒါမင်းကိုရီးယားကိုပါထွက်သွားပြီးရောက်သွားတာကွဟာဒါဆိုရင်ကျုပ်တကယ်ဖူးရတာပေါ့ဟုတ်လားကိုကြီးသားတီဟုတ်တယ်တမ်မနီအဲ့ဒါတကယ်ဖူးရတာကွ
ကျုပ်ပြောနေတာကိုစဉ်းစားနေတဲ့ကြောက်ခေကကျုပ်ကုန်မေးရောဗျာကိုကြီးတာတဲ့ကိုဘွားဆိုတာဘယ်လိုတော့ဗျဒီလိုကွာကြောက်ခေကမင်းတို့ငါတို့ရဲ့ခန္ဓာကိုယ်ကြီးကိုရုပ်ကြမ်းလို့ခေါ်တယ်ကွာအတွင်းမှာငါတို့ရုပ်နဲ့တပုံစံတည်းတူတဲ့ရုပ်နုတစ်ခုကင်းအောင်နေတယ်ကွာဟာဟုတ်လားကိုကြီးတာတဲ့ဒါတွေကိုကိုကြီးတာတဲ့ဘယ်လိုသိတာတော့ဒါတွေရောငါ9တန်းလောက်ကလေးကသိတာကွာကြောက်ခေကမြို့မှာចောင်းတက်တဲ့နေတော့ဘာချေလို့ခေါ်တဲ့တငယ်ချင်းတယောက်ငါမှရှိခဲ့ဘူးတယ်ဒီကောင်ဘာချေဟာစကားပြောရင်အထစ်ချေအငေါငေါပြောတာကွာစကလွတ်ထစ်တာဒါကြောင့်ဒီကောင်ဘာချေလို့မခေါ်ပဲဘာချေလို့ခေါ်ကြတာဘာချေဟာမြို့ဟာသုတ်တန်ကျောင်းမှာနေတာကြောက်ခေရဲ့သုတ်တန်ကျောင်းဆရာတော်ကဘာချေကိုမွေးစားထားတာသုတ်တန်ကျောင်းမှာလူတော်တော်ဆုံးတာကွာအထက်လန်းဆရာကြီးတွေအထက်လန်းလိုက်တဲ့ဘုန်းကြီးတွေဝိစာလိုင်းလိုက်တဲ့လူတွေအစုံလာပြီးတော့တဲကြခိုကြတာကွာတခါတလေဘာကြီးတို့ဘုန်းကြီးကျောင်းမှာရှိတဲ့သုတ်တန်မှာအောက်လန်းဆရာတွေလည်းရောက်လာတတ်တယ်ကွာဒီတော့ဘာကြီးကငယ်ငယ်ရွယ်နဲ့အတက်ပေါင်းစုံတက်နေတော့တာပေါ့ကွာဒီကောင်ကကိုပွားထုတ်တတ်တယ်ကွာနောက်တော့ဘာကြီးကိုပွားထုတ်နေကိုငါ့ကိုသင်ပေးတယ်တော်တော်လေးကျင့်ရတာပဲကြောက်ခေရနောက်တော့ငါလေးကိုပွားထုတ်တတ်သွားတယ်ဟာဟုတ်လားကိုကြီးတာတဲ့ဒါဆိုရင်ကျုပ်ကိုပွားထုတ်နေသင်ပေးဗျာကြောက်ခေရကျုပ်လိုပဲအလွန်ဆက်စုတဲ့ကောင်ဗျဒီကောင်မသိချင်တာမတက်ချင်တာဘာမှမရှိမလုံးနဲ့ကြောက်ခေအန်ဒရီမြတယ်အချိန်နဲ့အခါနဲ့ပြန်မဝင်တဲ့ဒုက္ခတွေဖြစ်ကုန်နေတက်တယ်ငါတော်မှတခါအချိန်တွေကြော်သွားလို့ငါအမေဆရာတွေဘာတွေပြင်ပြီးတော့ခုံယူခဲ့ရတာအဲ့နောက်ပိုင်းဒါတွေငါတိတ်မလုပ်ဖြစ်တော့ဘူးဒါဆိုရင်ညာဖြစ်တဲ့ကျုပ်ကိုရီးယားကိုဘွားထွက်သွားတာပေါ့ဟုတ်လားကိုကြီးတာတဲ့အေးဟုတ်တယ်မင်းကိုရီးယားကိုဘွားမင်းရဲ့ခန္ဓာကိုယ်ပြန်ပြီးတော့မြင်နေရတာကွာဒါပေမဲ့ခဏနေမင်းကိုထိတ်ကိုပဲပြန်ရောက်သွားမှာပါကျုပ်ရပြန်ထုံတော့ကြောက်ခင်းတဲ့တံမီးကတလဲစီဝင်ထုံကြတယ်ဒါပေမဲ့ရထုံတယ်ဆိုတာကထုံသွားချိရုံနဲ့ရတာမဟုတ်ဘူးလေအောက်ကိုထုံသွားနည်းနည်းဝင်အောင်ထုံရတာဒါမှမြေစီကအပေါ်ကိုတက်လာတာမြေစီမြများတက်မှတီးနေအောင်တာကြောက်ခင်းတဲ့တံမီးကတော့ရထုံတဲ့သဘောတီးနေကြတဲ့နှကောင်ပါဒီကောင်နှကောင်တော်တော်လေးထုံတက်ကြပါတယ်ဒါပေမဲ့အားတော်တော်ဆိုင်လို့ရတော့ပင်ပန်းကြတာပေါ့ဗျာကျုပ်ရထုံပြီးတော့ညနေစောင်းနေပြီဂျုံလုံးဖြုတ်ပြီးတော့လေးပေါ်တင်တယ်နွားတွေကိုလေးပေါ်မှာတက်ပြီးတော့ရွာကိုပြန်ခဲ့ကြတယ်အပြန်မှာကျုပ်လှိမမောင်းရပါကြောက်ခင်းတဲ့တံမီးပဲဒလေးစီမောင်းခဲ့ကြတာပေါ့အိမ်ရောက်တော့အဘကလေးတော်တော်နေကောင်းနေပါပြီကျုပ်ကနွားတွေဖြုတ်အစာကျွေးရေတိုက်လှုပ်ရတာပေါ့ကြောက်ခင်းတဲ့တံမီးကတော့လမ်းမတင်လေးပေါ်ကစိမ့်ပြီးတော့နေခဲ့ကြတယ်ရခင်းတွေအားလုံးထုံပြီးလမ်းကျေးပြီးနန်းပင်တွေပေါက်လာလို့ပေါင်းတစ်ခါလိုက်ပြီးတဲ့အချိန်ကြားမှာအလောက်ကနည်းနည်းပါသွားတာမနေ့ကအေးဝဝအေးကြရတာပေါ့ဗျာအေးရကနုတော့မနေ့ကကြံတဲ့ဝက်သားဟင်းကြံတဲ့ထမင်းကြံစားလိုက်ရတယ်ဝက်သားကိုခင်းသီး6ကလေးရေစိမ်ပြီးတော့ချက်ထားတော့စားလို့ကောင်းတာပေါ့ဗျာအိမ်ရှိခန့်ကခုံတန်းလန်းလေးမှာထိုင်ပြီးတော့ရေနဲ့ကြံတောက်လိုက်နဂါးစိတ်ပေါ်လေးကလေးဖွာလိုက်နဲ့အညာသားစိတ်စိမ်လေးရင်းနေတာပေါ့ဗျာတာတီရေတာတီဗျာလာပြီပြုတ်ကျုပ်ရှိတယ်လာဘယ်သူမှမသိဘဲနဲ့ကျုပ်ရမ်းအောင်လိုက်တာပြီးတော့ဝိုင်းဝါကိုလဲကြည့်လိုက်တော့ခေါင်းမှာဝါခမောက်ကလေးစောင်းထားပြီးတော့လက်ထက်မှာဝတ်တုပ်ကလေးတစ်ချောင်းကိုကင်ပြီးတော့ဝိုင်းတစ်ကိုခက်တက်တုပ်ရှောင်းဝင်လာတာပန်ပွေးကုန်းကဝတ်တုပ်အကိုကြီးကိုအောင်တင်ဗျကိုအောင်တင်ကဝတ်တုပ်တို့အကိုအကျေဆုံးအသက်က40လောက်ရှိပြီကျုပ်စီကိုတခါမှလာဖို့တာမဟုတ်ဘူးဟာကိုကြီးဆောင်တင်လာဗျကျုပ်ကအိမ်ပါဝါထွက်ပြီးတော့ရိုးသေးသေးခေါ်လိုက်တယ်အကြီးနေကောင်းလားဖုန်းညံရောဖေးသွားတော့ဟဲ့စောင်းတင်ပါလားနေဝါနေပါလားစောင်းတင်ရဲ့ဘယ်သူတော့ဆိုတာမနေကြီးယူရတယ်နေဖို့ရန်တော့ဘိုးညီလေးအိမ်သွားတယ်အော်ဖုန်းညီလေးရောနေကောင်းရဲ့လားအကြီးရဲ့ဒူးတယ်နာလို့တဲ့ဟဲ့အဲ့ဒါနင်းဖို့ညံဆေးသွားလင်းပေးတာအသက်ကြီးတိုင်းဒီတိုင်းပဲအကြီးရဲ့ကျုပ်အဖလေးဟောတလောကခါနာလို့ဗျာခါကြီးကိုကိုင်းပြီးတော့ရှောက်နေရတာအထိုင်ထားဆိုအော်ချင်းနေရတာအကြီးရဲ့ဟဲဟုတ်လားနေအဖကိုဝမ်းအသက်ဘယ်လောက်ရှိပြီလဲစောင်းတင်ရဲ့ဟာအဖ80ကျော်ပြီလေအကြီးရဲ့အခုရောခါနာနေတော့မဲ့လားပျောက်သွားပြီအကြီးရဲ့ကပ်ပလီဆိုဟာဆေးတိုးစရာပင်းပြီးတော့ဆေးတောက်လောက်လိုက်တာကောင်းသွားပါပြီအေးတော်သေးတာပေါ့ကဲနင့်ညီသားတင်နဲ့စကားပြောကြအောင်အရင်ဟင်းချက်လိုက်အောင်မယ်ဟုတ်ကဲ့ပါအကြီးကိုစောင့်တင်ကျုပ်စီလာတာကိစ္စရှိလို့လားငါမနေ့ကမျိုးသွားတာမင်းဆရာကြီးဘိုးလူပင်နဲ့တွေ့ခဲ့လို့ကွာဘိုးလူပင်ကမင်းကိုပေးပါဆိုပြီးတော့စားလက်ဆောင်ပေးလိုက်တယ်
ရော့ဒီမှာဖိုးလူပေးတဲ့စာကိုကြီးဆောင်တင်အောင်ကျုပ်ကိုစားရဆောင်လမ်းပေးတယ်ကိုကြီးဆောင်တင်ရင်ရွေးချမ်းတောက်ပြီးတော့ကျုပ်တည်ထားတဲ့ငကားစိတ်ပလေးလေးဖွာနေတော့မှကျုပ်ကဖိုးလူပေးလိုက်တဲ့စာကိုစားအိတ်ဖောက်ပြီးတော့ဖက်လိုက်တယ်လူကလေးမောင်သားတေကိစ္စအရေးကြီးလို့မြို့ကိုပြန်လာခဲ့ပါပြီးရင်ရန်ကုန်ခီးဆက်ရမယ်အဝေးစားအပေါ်ထဲယူခဲ့ပါ2 ရက် 3 ရက်ကြာနိုင်တယ်ဖိုးလူပေးကိုဆောင်တင်ပြန်သွားရတဲ့ကျုပ်ကခီးထွက်ဖို့ပြန်လိုက်တယ်အဘနဲ့အမေကိုဖိုးလူပေးစီကစာကိုပြပြီးတော့ခွင့်တောင်းရတာပေါ့ဗျာအဘနဲ့အမေကလည်းခွင့်ပြုကြပါတယ်နောက်နေ့မနက်စောစောဗန်ပွဲကုန်းကတက်ကားနဲ့ကျုံမြို့ကိုလိုက်ခဲ့ရတယ်မြို့ရောက်တော့ဖိုးလူပေးကကားကေကနေကျုပ်ကိုစောင့်ကြုံနေတယ်ဗျမောင်သားတေးရေဒီလောကမှာမဖြစ်နိုင်လောက်အောင်ထူးဆန်းတဲ့အဖြစ်ပြက်မင်းမြင်ရတော့မှာဟဲ့ဟင်ဟုတ်လားဆရာကြီးဘာတွေများဖြစ်တော့ဗျဆရာကြီးတိတ်ခေါ်တဲ့ဖုန်းကြီးเจ้าမှာပဲကျုပ်လိုက်တယ်ဘာကြီးအင်ကိုကျုံမသွားတော့ဘူးဖုန်းကြီးเจ้าမှာတညအိပ်ပြီးတော့မနက်ကနဲ့ရန်ကုန်ကိုသွားဖို့ဖိုးလူပေးကစီစဉ်ထားပြီးသားညရောက်တော့ဖိုးလူပေးကကျုပ်ကိုထူးဆန်းတဲ့အဖြစ်ပြက်ကိုပြောပြတော့တာဗျဖိုးလူပေးပြောတာဒီလိုရန်ကုန်ပစုံတောင်ထက်တဲ့တီတာတင်းကရိုးတင်ပေါ်ကြီးတန်လင်တီတာစိတ်ကိုကတ်တာနဲ့အလူအရက်တိုးဝဲလာတဲ့လူတွေเจ้าမှာကိုကျော်တောင်းဆိုတဲ့လူတယောက်လေးပါလာတယ်တဲ့ကိုကျော်တောင်းဆိုတဲ့လူကအရက်ခက်ပြက်ကိုလုံးခိုထေခက်ကြစ်ကြစ်အသားညွညွစပင်တူတူနေတဲ့ဗျာဒူးဆန်းတာကိုကျော်တောင်းရဲ့မျက်လုံးတွေတဲ့ဗျာကိုကျော်တောင်းရဲ့မျက်လုံးတွေကစုံရဲတကောင်ရဲ့မျက်လုံးတွေကိုစိုးရဲပြီးလင်းမြန်တဲ့အကြည့်တွေရှိတဲ့ခရမ်းသုံးခွားဘက်ကိုသွားတဲ့ကားကိတ်မှာအနေရောင်စစ်ကားတွေကရက်ဆောင်ပြီးတော့လူနေကြတာတဲ့ကိုကျော်တောင်းခရမ်းတီကားတစ်စီးကိုဈေးမေးပြီးတော့ကားပေါ်တက်ထိုင်လိုက်တယ်ကျက်ကားပေါ်မှာသူအရင်ရောက်နေတဲ့မိန်းမနှစ်ယောက်နဲ့ယောက်ျားတစ်ယောက်ဟာသူတို့နဲ့အတူသွားမဲ့ကိုကျော်တောင်းတစ်ချက်ကြည့်လိုက်ကြတယ်ကဲခရဲမှာကိစ္စရှိလို့လူမဆောင်တော့ဘူးခီးတွေလေးယောက်နဲ့ပဲမောင်းပိတ်မှာနော်ဆိုပြီးကားသမားပြောပြီးတော့ကားကိုစမ်းနှုတ်လိုက်တယ်ကားပေါ်ပါလာတဲ့မိန်းမနှစ်ယောက်တည်းခက်ရွယ်မိန်းမမခင်မြိုင်လို့ခေါ်တတ်တယ်သူကရေကျော်ဘက်မှာနေတာတဲ့ဆက်ချုပ်တင်တိုင်းဖွင့်ထားတဲ့ဆရာမတဲ့သူနဲ့အတူပါလာတဲ့မိန်းမမလာမေတဲ့မခင်မြိုင်ရဲ့ဆက်ချုပ်တင်တိုင်းမှာမခင်မြိုင်ကိုအစားစားအရာဝိုင်းဝန်းလောက်ကင်ပေးနေတဲ့ခင်မြိုင်ရဲ့လက်ထောက်ဆက်ချုပ်ဆရာမတဲ့သူတို့နေရာတော့မိမပီပီဒလန်လုံးစကားတွေတက်တူလာကြပေမဲ့ကိုကျော်တောင်းနဲ့တခြားယောက်ျားခီးတွေကတော့စကားမပြောပေကိုအတွင်းနဲ့ကိုစီးလာကြတယ်ဆိုပေစိုက်ခေါက်ဖျားကြော်တော့ချက်ကလေးကခရမ်းဘက်ကိုတွေးလိုက်တဲ့အဲ့ဒီမှာဖိုးလူပေကျုပ်ကိုပြောပြတာကိုကျော်တောင်းအကြောင်းပြကိုကျော်တောင်းအင်ချေရချေအတေးတကြောင်မရှိပဲနေလေထွက်လာနေတဲ့ဘန်ဒိုဆရာတယောက်ဆိုပဲအနေနဲ့အရက်မှာကိုကျော်တောင်းရဲ့တပည့်တပန်းတော်တော်များတဲ့အခုကလေခရမ်းနာရွာလေးတွေရွာမှာပန်ဒိုတင်ချင်တဲ့လူတွေစုထားပြီးတော့သူတို့ခေါ်လို့တင်းနှင်းပိတ်ဖို့လာတာဆိုပဲသူရဲ့တပည့်ဟောင်းတယောက်ဖြစ်တဲ့မောင်ကွန်းဆိုတဲ့လူကစီစဉ်ပေးတာတဲ့စက်ကျုပ်ဆရာမမခင်မြိုင်နဲ့သူ့အဖေမလတ်မေတို့ကတော့ခရမ်းမာနေတဲ့မခင်မြိုင်ရဲ့အတော်တယောက်နေမကောင်းလို့တင်းလာပြီးကြတာတယ်ဗျာကိုကျော်တောင်းတို့လိုက်လာတဲ့ချစ်ကားလေးဟာခရမ်းမရောက်ခင်မှာဝါလေးတစ်စီးကိုအချိန်နဲ့အကြော်အတန်ပြိပြုတ်ပြီးတော့လမ်းဘက်ကိုတလိန်ခောက်ကွေထိုးချသွားရောတဲ့ဗျို့ကားမောင်းတဲ့သူကတော့နေရာမှာတင်ပွေးချင်းပြီးသေးသွားတယ်တဲ့ခရီးတွေလေးရောက်တော့တန်ရာတွေပဲရကြတယ်ဒါပေမဲ့ပန်ဒိုဆရာကြောက်တောင်းတဲ့စက်ချုပ်ဆရာမခင်မြရတော့တန်ရာပြင်းလို့လုံးဝကိုတတိမရကြတော့တာတဲ့ခရမ်းစင်းရုံကိုတင်လိုက်ကြရတယ်တဲ့မခင်မြရတော့သူနဲ့အဖော်ပါလာတဲ့မလာမေကစောင်းချောက်ပေးပေမဲ့တယောက်သေးတဲ့ပန်ဒိုဆရာကိုကြောက်တောင်းတော့စောင်းချောက်ပေးမဲ့သူမရှိဘူးပေါ့ဗျာတတော်ကြတော့မှခရမ်းကားကိတ်မှာကိုကျော်တောင်းကိုဂျိုဖို့ရောက်လာတဲ့မောင်ကုန်းဟာကားမောက်တဲ့တတင်ရလို့စိတ်ယုံလာကြတာတဲ့ဒီတော့သူ့ဆရာကိုကျော်တောင်းစိတ်ယုံပေါ်မှာတတိမင်းနဲ့ကိုသူ့တော့တွေ့တယ်ဗျာအဲ့ဒီတော့မောင်ကုန်းလေသူ့ဆရာဘေးမှာနေပြီးတော့စောင်းရှောက်ရတာပေါ့ဗျာညတစ်ကောင်ကျော်လောက်ရောက်တော့မှကိုကျော်တောင်းတတိရလာတဲ့အဲ့ဒီအချိန်မှာပဲဇက်ချိုးဆရာမခင်မြန်လေးတတိရလာတဲ့ဆရာဝန်နဲ့ဆရာမတွေကလေတညလုံးဆောင်ပြီးတော့ကူတာပေးကြတာတဲ့ကိုကျော်တောင်းရောမခင်မြန်ရောတတိရတယ်ဆိုပေမဲ့ဘာမှမမှတ်မိကြတော့ဘူးတဲ့အသိမေးသွားတဲ့လူတွေလိုဖြစ်နေတာလေဗျာနောက်တနေ့ရောက်မခင်မြန်ရောသူ့အဖေမလိုက်မေရရန်ကုန်ပြန်ခေါ်သွားပြီးတော့ရန်ကုန်ဆေးရုံကြီးမှာဆက်ကူတယ်ဆိုပဲကိုကျော်တောင်းကတော့3 ရက်အကြာမှာသူ့တပည့်မောင်ကောင်သူ့ရောက်ကိုခေါ်သွားခဲ့တဲ့မခင်မြန်အားဆေးရုံကဆင်းပြီးတော့ရေကျော်အားသူ့အိမ်မှာပြန်နေပေမဲ့ဘာကုန်းမှမမှတ်မိသလိုငိုင်ငိုင်တန်တန်ကြီးဖြစ်နေလို့ဆက်ချုပ်တင်နဲ့မပေးနိုင်တော့ပဲတင်းနဲ့ကိုပိတ်ထားလိုက်ရတဲ့တညာကြတော့ညအိမ်ညက်နေမခင်မြန်လန့်အော်တော့အိမ်နီးသားချင်းတွေပါကြားကြတယ်ဆိုပဲဗျာအဲ့ဒီမှာတင်မခင်မြန်အားလုံးကိုပြန်တတိယသွားတာတဲ့မ
မလာမေကလေသူ့အိတ်ခန်းကနေပြေးထွက်လာတော့ညအိမ်မီးလုံးလေးအောင်မှထိုင်းနေတဲ့မခင်မြမလာမေကမမြင်ဘူးသလိုစိုက်ကြည့်နေပြီးတော့မှခမရဘာသူတော့ဟင်မြိုင်ဘာဖြစ်တာလဲကျမကမလာမေလေဘာမြိုင်ဟုတ်လားဘေးကမြိုင်လေကျုပ်ကမြိုင်မဟုတ်ဘူးကျုပ်နာမည်ကကျော်တောင်းဘန်တို့ကျော်တောင်းဗျပြောဆိုနဲ့မခင်မြိုင်ဟာသူ့ကိုယ်သူငုံကြည့်လိုက်တော့ဟာဒါထမိန်ကြီးပဲဒါဘလို့ဖြစ်တာတော့ကျုပ်ကဘာဖြစ်လို့ဒီထမိန်ကြီးကိုဝတ်ထားရတာတော့ဗျာကျုပ်ကမိမဆိုရင်အင်မတန်ရုံမုန်းတဲ့အကောင်ဒါကြောင့်ဒီကနေ့အထိအိမ်ချောင်မပြူတာဘေမိမနဲ့မှလေကျုပ်မပတ်သက်ခဲ့ဘူးအခုဘလို့ဖြစ်လို့ကျုပ်ကကျုံမုန်းတဲ့ထမိန်ကိုဝတ်ထားရတာတော့မဟုတ်ဘူးလေမြိုင်ပါတွေပြောနေရတော့မြိုင်ရမိမမလို့ထမိန်ဝတ်ထားတာလေဘာမြိုင်လဲကျုပ်ကနောက်ထပ်မြိုင်လို့မခေါ်နဲ့ထက်ခွန်ရင်ခမရောက်ကျုပ်ရဲ့ပန်တော်လက်သီးစာကျွေးပြင်းမယ်ကြားလားကျုပ်ပြောတာမလာမေလေမခင်မြိုင်ကိုဘာပြောရမယ်မသိအောင်ဖြတ်သွားပြီးတော့ကျင်းနေရတာပဲဒီမှာဒီမခင်မြိုင်ကမက်သက်ထားရပြီးတော့ဗီဒီယိုကလုံးပေါ်မန်ကြီးရှိမှသူ့ကိုယ်သူသွားကြည့်လိုက်တဲ့ဟာဒါဘလို့ဖြစ်တာတော့မိမတယောက်ပါလားဒါကျုပ်မမဟုတ်တာကျုပ်ကဘာဖြစ်လို့မိမဖြစ်သွားရတာတော့အမလေးဗျာဖေဟာကျုပ်ကယောက်ျားစစ်စစ်ကနေဘလို့ဖြစ်လို့မိမဖြစ်သွားရတာတော့ခမရပါသေးတော့ခမရသေးတာတွေကျုပ်ကိုပြစမ်းပါဗျာမခင်မြထမင်းကိုပစိုးလိုပြန်ဝေးလိုက်တဲ့ဒီအိမ်မှာပစိုးတို့ယောက်ျားဝေးတဲ့ရှဲအင်ကြီးတို့မရှိဘူးလားဗျာမလာမေကကြောင်လန်တကြားနဲ့ပြန်ပြောလိုက်တယ်လေဗျာမြိုင်ရဲ့ဒီအိမ်မှာမြိုင်နဲ့မလာမေနေရောက်ထိနေကြတာလေဘယ်လိုလုပ်ပြီးတော့ပစိုးတို့ချဲအင်ကြီးတို့ရှိမှာတော့ကွယ်မခင်မြိုင်ကမလာမေကိုဆူဆူဝါလမ်းကြည့်လိုက်တယ်ခမရကျုပ်ကိုမြိုင်လို့ခေါ်ပြန်ပြီလားကျုပ်မြိုင်မဟုတ်ဘူးကြော်တောင်းဘန်တော်ကြော်တောင်းလို့ခမရကိုဘယ်နှခါပြောရမှာလဲပြောဆိုနဲ့မခင်မြိုင်ကမလာမေစီကိုရှောက်သွားပြီးတော့မျက်နှာချင်းဆိုင်ရက်လိုက်တယ်တဲ့ခမရနာမည်ကဘယ်လိုခေါ်တော့ကျမနာမည်ကလှမီလေမမတ်မိတော့ဘူးလားမြိုင်ဘန်ကျော်တို့တောင်းဘာဘန်ကျော်တို့တောင်းတော့ဘန်တို့ကျော်တောင်းပြကျုပ်ကနေတကာလှည့်ပြီးဘန်တို့ပညာကိုတင်ပေးနေတဲ့ဘန်တို့ဆရာကျော်တောင်းနဲ့ဗျာခမရကတေးသေးချာမှတ်ထားပါမလာမေဟုတ်ကဲ့ပါရှင်ကျမမှတ်ထားပါမယ်အခုချိန်ကစားပြီးတော့မြိုင်လို့မခေါ်တော့ပါဘူးကိုကျော်တောင်းလို့ပဲခေါ်ပါတော့မယ်ကဲမလာမေခမရကျုပ်ကိုပြောစမ်းပါကျုပ်ကဘလို့ဖြစ်ပြီးဒီလိုမိမဖြစ်သွားရတာတော့မိမပုံပြောင်းသွားတာမဟုတ်ဘူးငကိုကရမိမမလို့မိမပုံဖြစ်နေတာပဲဟောဒီပစွန်တောင်ရေကြုံမှာစက်ချုပ်တင်နဲ့ပေးနေတဲ့မခင်မြိုင်ဆိုတာလူတိုင်းသိနေတာပဲကိုခင်မြိုင်မမဟုတ်တာမခင်မြိုင်ပဲမိမဖြစ်နေမှာပေါ့မြိုင်ရဲ့ကိုကျော်တောင်းရဲ့မလက်မေပြောလိုက်တဲ့စကားကိုကြတော့မခင်မြိုင်ငိုင်ကြသွားတယ်တဲ့တခုခုကိုငိုပြီးတော့စဉ်းစားတယ်တဲ့နောက်နေမိုးလေးနာနဲ့မလာမေကလေးပယောဂကိုရဲ့ဆရာရှာတော့တာပဲဗျာမခင်မြိုင်ပယောဂကတ်နေတယ်ကတ်တဲ့ပယောဂကျော်တောင်းလို့ခေါ်တဲ့တရေလူဘွားတော်ကဘန်တို့တင်တဲ့ဘန်တို့ဆရာဆိုပြီးပြောတော့ပယောဂဆရာတွေတယောက်ပြီးတယောက်လိုက်ရှာရတော့တာပဲတဲ့ကဲကျော်တောင်းဖះကိုဥတိုက်အထက်ဆရာတွေဥတိုက်ပြီးတော့ငါဆရာကိုဥတိုက်ဆန်းဟေ့ပယောဂဆရာမခင်မြိုင်ကိုစိုက်ကြည့်ပြီးတော့ချိန်လုံးတဝင်းဝင်လုံးနေတယ်တဲ့ဟဲ့အောင်ငါကလူမှန်းသိတဲ့အရွယ်ခါစားပြီးတော့ကန်ငါးပါးကိုလုံအောင်ထိန်းတဲ့ကောင်ကွာဖះအချိန်မှန်ရှိခိုးပြီးပရိကိုလည်းမန်မှန်စိတ်တဲ့ကောင်ကွာမင်းထဲလဲငါအသက်ကြီးတယ်မင်းကငါဥတိုက်ဆရာဘာအကြောင်းမှမရှိဘူးဟာတေးလာတဲ့တရေပါလားကွာကဲပျော်စမ်းကြော်တော့မင်းပဲအပင်မှာနေတာတော့ဟာတစ်ပင်မှာနေရအောင်ငါတရေမှမဟုတ်တာလူကွာလူငယ်တွေကိုဘန်တို့ဖះတင်ပေးနေတဲ့ဆရာကွာငါတပည့်တွေရဲ့အိမ်ဥခတ်မှာငါနေတာအောင်မတရေကလူဟန်ဆောင်တာတိတ်ပြီးပြင်းတာ哦ပယောဂဆရာဝုံခနဲ့မှတ်တက်ထားရလိုက်ပြီးတော့ပြောတဲ့ဟဲ့ရောက်တရေကြော်တော့မိမတ်ထားကွာမင်းတို့လိုမာယာများတဲ့တရေကိုငါနေထုတ်ခဲ့တော့ရေကုန်မရေနိုင်တော့ဘူးကွာငါနာမည်တရေပြင်းဆရာအေးတဲ့ငါနဲ့တွေ့တဲ့တရေတွေပြေးရတာချင်းပဲတရေကြော်တော့ရဲ့ကဲမင်းလေးပြစ်ပေါက်ရှာပြီးတော့ပြောဆိုနဲ့ထမင်းကိုပစိုးဝတ်တလူဝတ်ထားတဲ့မခင်မြိုင်ကိုတရေပြင်းဆရာအေးဟာလက်ထိပ်ကိုကင်ထားတဲ့နနေတထောင်ရှိတဲ့ကျိန်တုပ်ကြီးနဲ့ပြေးရိုက်တာလေဗျာဒီမတင်မခင်မြိုင်ကိုပြက်ခနဲ့နေရာရွှေ့လိုက်ပြီးတော့ကဲကွာအဲ့ဒါဘန်တို့လက်တီးကွာခံနိုင်ရင်ခံစမ်းမခင်မြိုင်ရဲ့လက်တီးချက်တွေဟာတရေပြေးဆရာအေးရဲ့မျက်နှာပေါ်တရဆက်ကျသွားလိုက်တာစက်တနက်ပြစ်တယ်လို့လေဗျာအနီးနာဘယောကချက်တဲ့ပွေကိုလာကြည့်ကြတဲ့လူတွေဆိုတော့ဟာဆိုပြီးဝိုင်းအောင်စားတာတပြိုင်တည်းတယ်ဗျာမခင်မြိုင်ကဖြူနွနေမိမသားဆိုပေမဲ့ထုတ်လိုက်တဲ့လက်တီးကခွက်နဲ့ကိုမြင်နေတာပဲတဲ့ဗျာ
ပြေးလိုက်တဲ့လက်သီးချက်တွေတဲ့ရက်လိုက်တာနဲ့တရေပြေးဆရာအေးရဲ့မျက်နှာကြီးဟာညိုမေးရောင်ကိုင်းနေပြီးတော့တရေတီမေးရောင်ပေါက်နေလို့တဲ့ကျမ်းပြင်ပေါ်ဒုက္ခနဲ့မြေအောင်ဒူးထောက်ရက်ပြီးကျသွားတာတဲ့ဒူးထောက်ရက်ကျပြီးတော့မှရှေ့ကိုဟက်ထိုးကြီးထိုးချပြီးတော့မောင်ရထိုးကြီးလှည့်သွားတာစကမေးတောင်မရတော့ဘူးတဲ့လာကြည့်တဲ့ထဟာယောက်ျား3ယောက်ဝိုင်းပါပြီးစိုက်ကနဲ့စိတ်ယုံခေါ်သွားကြရတဲ့တရေပြေးဆရာအေးလေးလက်ခင်မြိုင်အိမ်ဘက်ကိုရှေ့ဦးတော်မလေးတော့ဘူးတဲ့ဗျာဆရာအေးပြီးတော့စောကြီးတောင်ဆရာထားတယ်ဗျာဆေးနီတွေရဲနေအောင်တုတ်ထားတဲ့ဆေးတောင်ဝေးကြီးတတောက်တောက်ထောက်ပြီးတော့ကြားလာတာတဲ့သူ့ကိုလေဘသူမှသွားပင်တာမဟုတ်ဘူးတဲ့တခါမှလည်းမမြင်ဘူးကြဘူးဆိုပဲသူဟာသူမေးစမ်းပြီးကြောလာတာတဲ့ဗျာအရံမြင်မြင်ထောင်ထောင်မောင်းမောင်းကြီးနေတဲ့ဝတ်ထားတာကပစိုးကွက်တုံနဲ့အပေါ်ကစောကြီးတွေဝတ်တဲ့အင်ကြီးအနီကြီးနေတဲ့ဗျာကောင်းကတော့ချောင်းတစ်စောင်းထုံးလို့တဲ့ဒီအိမ်မှာဘယောကကူးနေတဲ့အထက်ပုဂ္ဂိုလ်တွေကလွတ်လိုက်လို့ကြွာလာခဲ့တာပဲဟာကြွားပါအဖရဲ့ကြွားပါအိမ်ဦးခန့်မှာမလက်မေပြပြသလေးဖျားခင်းပေးလိုက်တယ်ကျုပ်နာမည်ကဇော်ကြီးတောင်ဆရာထားတဲ့ဗျဇော်ကြီးတောင်မှာတည်င်းသုံးနေဆရာထားမလက်မေခင်းပေးထားတဲ့ဖျားမှာဟန်ကြပန်ကြဝင်ထိုင်လိုက်ပြီးမှပြောတာတဲ့ဇော်ကြီးတောင်ဆရာထားလမ်းမှာဟော်လူမေးဒီလူမေးနဲ့ကြွားလာကြရလမ်းကားလူတွေကလေပွေးကြီးပွေးကောင်းတော့ကြေးကောင်းရတော့မယ်ဆိုပြီးဆရာထားနောက်အွန်လိုင်းလာကြတာတဲ့အဲ့ဒီအိမ်မှာလူတွေချက်ချင်းပြေးသွားပြီးတော့အိမ်ရှိကလမ်းပေါ်မှာလည်းအုံနေတာတဲ့ကဲဘယောကနေတဲ့ကလေးမောင်ဒီရှိကိုခေါ်ခဲ့ပါကွယ်ခမပင်မနေရှာမှာပေါ့ဆရာထားပြောတော့မလက်မရခဲမြိုင်နေတဲ့အခန်းဝါနဲ့မရေတရေနဲ့မြိုင်မဟုတ်ပါဘူးကိုကျော်တောင်းဆရာကြီးကရှင်းကိုတွေးကျင်လို့တဲ့ဘေးကဆရာကလာပြန်ပြီးတော့ဒီမှာဖြစ်စိတ်တွေကညစ်ရတဲ့အထိတမိန်ကိုပစိုးလိုဝတ်ထားတဲ့မခင်မြိုင်ကအခန်းထဲကနေထလာတယ်ဗျာဒီမှာဆရာကျုပ်တရေမဟုတ်ဘူးဗျလူကျုံတော်မရကြော်တောင်းနဲ့မခင်မြိုင်ကစောကြီးအင်ကြီးအနေကြီးဝင်ထားတဲ့ဆရာထားရဲ့ရှိခလန်းလန်းမှာခါကြီးထောက်ပြီးတော့ရက်လို့တဲ့ဟာကြော်တောင်းမင်းဟာလေမင်းကိုမင်းလူလို့ပဲထင်နေတော့ကိုတကယ်တော့မင်းဟာလူသားတွေနဲ့ဘဝချနေပြီကြော်တောင်းရဲ့မင်းကမခင်မြိုင်ဆိုတဲ့သူငယ်များကိုထဲဝင်းနေတဲ့တရေတကောင်ပဲကြော်တောင်းဒီတော့နောက်ကိုမင်းဒီလိုမလုံးဝအောင်စောကြီးထောင်ဆရာထားလို့အမိရတဲ့ငါဆရာမောင်ထားမင်းကိုပြည်တံစီရင်ရတော့မှာပေါ့ဟောဒီဆေးတောင်ဝင်းနဲ့ရှိုက်ပြီးတော့ဆုံးမရတော့မှာပေါ့လေပြောပြီးတော့ဆရာထားသူကိုင်းလာတဲ့တောင်ဝဲအနေကြီးကိုလက်နှစ်ဖက်နဲ့မှပြီးတော့ပါဇက်ကကထားလဲလို့မှန်ကြန်လဲလို့တွေရွတ်တော့တာတဲ့အဲ့ဒီလိုရွတ်လိုက်တာနဲ့ဆရာထားရဲ့တောင်ဝဲအနေကြီးကလေတဲ့ကိုချက်ချင်းမြောက်သွားပြီးတော့မခင်များသူ့အလိုလိုပြေးရိုက်တော့တာတဲ့ဆရာထားတတော်ကိုစွန့်တာပဲဗျာတောင်ဝဲရိုက်တဲ့အတန်ဟာလေထဲမှာဝီခနေနေတော့တာတဲ့တအိမ်လုံးပြည့်နေအောင်လာကြည့်နေကြတဲ့ပရိသတ်ကလေဟာခနဲဖြစ်နေတာတဲ့ဆေးတောင်ဝင်အနေကြီးကလူမပါပဲသူ့ဟာသူလေထဲမှာလိုက်ရနေရကိုတွေ့တော့ဟာခနဲဖြစ်တော့တာပေါ့ဗျာထမိန်ကိုပစိုးလိုဝတ်ထားတဲ့မခင်မြိုင်ကတော့လေထဲကနေဝီခနေမြည်ပြီးသူ့ကိုလွှဲရိုက်နေတဲ့ဆေးတောင်ဝင်အနေကြီးရဲ့ရိုက်ချက်တွေကိုဘန်တော်ပညာနဲ့လှုပ်အောင်ရှောင်းတာတဲ့အောင်မဒီသေးကအရှောင်အသိန်းတေကောက်ပါလားဟာထိအောင်ရိုက်ကွာတခါတည်းလေးစားတော့အောင်စောလိုက်စမ်းဟေးဆိုပြီးတော့စောကြီးတောင်ဆရာသားအမိန်ပေးလိုက်တော့စောကားထက်ပိုပြင်းတဲ့ရိုက်ချက်တွေနဲ့တောင်ဝဲအနီကြီးရိုက်ရော့တဲ့မခင်မြိုင်ကလည်းဘန်တို့အခွက်တွေလှလှပါနဲ့ရှောင်းသိမ့်နေတာတဲ့ခဏကြာတော့မခင်မြိုင်ကဆေးတောင်ဝဲအနီကြီးကိုလက်နှစ်ဖက်နဲ့စုံလန်းဖတ်လိုက်တာမိသွားရော့တယ်ဗျာလက်ထဲမှာမိသွားတဲ့ဆေးတောင်ဝဲကြီးကိုစုံခိုင်းပြီးဖျာပုံမှာထိုင်နေတဲ့ဆရာထားကိုပြေးရိုက်လိုက်တာခွက်ဆိုတဲ့အတန်3ချက်ဆက်တိုက်ထွက်လာပြီးတဲ့နောက်မှာဆရာထားကောင်ကသွေးတွေဖျာခနဲ့ကြပြီးတော့ပက်လက်ကြီးလေကျသွားရရဲ့ဗျာတတိကလည်းမေ့သွားတာနဲ့တရေပြေးဆရာအေးလို့ပဲထမ်းခေါ်ပြီးဆေးရုံကိုပို့လိုက်ကြရတယ်ဗျာဒီလိုနဲ့မခင်မြိုင်နေတဲ့ရေကြုံအင်းကိုဆရာတွေတယောက်ပြီးတယောက်ရောက်လာကြပြီးတော့တယောက်ပြီးတယောက်ပြေးကြရတဲ့တေးရရန်ကုန်မြို့အနှံ့ကိုပြန်နေတာပေါ့ဗျာရေကြုံကမိမတယောက်တေးပူနေတာပေးဆရာမှမထုတ်နိုင်ဘူးဆိုတော့တတင်းကလေးကြော်ကြနေတာပဲဗျာတချို့ဆရာတွေကလည်းဆေးပြောင်းနိုင်နေထုံပြီးတော့အမိန်ပေးကြတချို့ကလည်းချိန်မန်းခွင်းနေဆွကြမခင်မြိုင်ကလည်းလာသမားဆရာကိုပန်တိုလက်တီကွာလို့အော်ပြီးထုတ်လို့ဆေးကြံလုံးတွေပါလာတဲ့ဆရာကိုကြတော့သူတို့ကြံလုံးနဲ့သူတို့ကိုပြန်ရိုက်လို့နဲ့တချို့ဆိုရင်ထိပ်ပေါက်ကောင်းခွေးတွေတောင်ဖြစ်ကုန်တာတဲ့နောက်ဆုံးတော့ဆရာရှာရင်နဲ့ကျိုးဆရာကြီးဘိုးလူပေးစီရောက်သွားကြရောဆိုပါတော့ဗျာဆရာကြီးအဲ့ဒါဘယ်လိုဖြစ်တာတော့ကျုပ်ကဆရာကြီးဘိုးလူပေးကိုမေးလိုက်တယ်ကျုပ်ကရန်ကုန်ကိစ္စတစ်ခုကြောင့်ရောက်နေတာမောင်သားတည်းရဲ့
ကျုပ်တိတ်ကိုတဲ့ဖုန်ကြီးကြောင့်မခင်မြိုင်ရဲ့အကူဝမ်းခွေးနှစ်ယောက်ရောက်လာကြတယ်။တယောက်ကမောင်တင်ချိုင်းနဲ့နောက်တယောက်ကမောင်ထွန်းလာတဲ့မောင်တင်ချိုင်းနဲ့မောင်ထွန်းလာတို့ကကျုပ်ကိုတွေ့ချင်းပဲသူတို့ညီမမခင်မြိုင်ကရိုးသားပြီးစိတ်နှလုံးဖြူစင်တဲ့သူဖြစ်တဲ့အကြောင်းခရမ်းကိုသွားတဲ့လိုက်မှာမခင်မြိုင်ကားမောက်ပြီးတော့တန်ရာရတဲ့အကြောင်းတော်တော်ကြောင်တတိမေးတယ်လို့ဖြစ်နေရနေတတိပြန်ရလာတဲ့အခါကျတော့ပယောကပူးနေတဲ့အကြောင်းသူ့ကိုဝင်ပူးနေတဲ့တရေကျော်တောင်းဆိုတာလူဘွားတော်ကဘန်ဒိုဆရာဖြစ်တာအကြောင်းအခုရောက်လာသမျှပယောကကူးတဲ့ဆရာတွေကိုထိုးကျိတ်လို့ဘယ်ဆရာမှမကူးရတော့တဲ့အကြောင်းတွေပြောပြတာမှသွားတည်ရဲ့စောစောအမောင်သားတွေကိုကျုပ်ပြောပြတဲ့အကြောင်းတွေကမောင်တင်ချိုင်တို့ပြောပြတဲ့အကြောင်းတွေပေါ့ဒီလိုမျိုးရဲရှည်လားများဝင်ပူးနေတဲ့တေးကိုကျုပ်ဖြစ်တခါမှမတွေ့ဘူးပါဘူးဆရာကြီးရဲ့တရေပူတယ်ဆိုတာဝင်ပူးလိုက်ပြန်ခွာလိုက်လောက်တာချင်းပဲဗျာကျုပ်ပြောတော့ဘိုးလူပေကကောင်းငင်ပြီးတော့ပြုံးတယ်ဗျာမောင်သားတွေပြောတာဟုတ်တယ်ကွဖုံးဝင်တာမှမဟုတ်တာပူရုံခွာရုံဖြစ်မှာပေါ့ခုဟာတရေပူတာမှမဟုတ်တာဗျာတရေပူတာမဟုတ်ဘူးဟုတ်လားဆရာကြီးဟုတ်တယ်မောင်သားတွေတရေပူတာမဟုတ်ဘူးမခင်မြန်တော့အိမ်ကိုကျုပ်ရောက်ကြရသိတယ်ကျုပ်ကိုအိမ်ဦးခန့်မှာနေရာထိုင်ခင်းပေးပြီးတာနဲ့ကျုပ်ကတငယ်မကိုခေါ်ခိုင်းလိုက်တယ်အဲ့ဒီမှာတင်ထမင်းကြီးခါမှာပစိုးလိုစီးပြီးအခန်းထဲကထွက်လာတဲ့မခင်မြန်ကျုပ်ကိုခါထောက်ကြည့်တယ်ကျုပ်ကမခင်မြန်မျက်တာပို့လိုက်တယ်အဲ့ဒီမှာတင်မခင်မြန်ခါထောက်ထားတဲ့လက်ကိုဖြုတ်ချပြီးတော့ကျုပ်ကိုအံ့ဩတဲ့မျက်လုံးတွေနဲ့ကြည့်နေတယ်ကျုပ်ကမောင်ကျော်တောင်းပါလားကွယ်ဒီလိုခေါ်လိုက်တော့မခင်မြန်ကျုပ်ရှင်းမှလာထိုင်တယ်အဖေကတော့အတော်ကိုထူးဆန်းတာကလားမောင်ကျော်တောင်းရဲ့ဒီလိုအဖေမျိုးကျုပ်သက်မှာတခါပဲမြင်ဖူးတယ်ကွယ်လူတွေကပယောကားလို့ထင်ကြတာလေအပြစ်ပြောစရာမရှိပါဘူးလေလူတွေကိုခွင့်လွှတ်လိုက်ပါမောင်ကျော်တောင်းရဲ့ကျုပ်ကိုကင်းနိုင်ရင်ကေးပါဆရာကြီးရဲ့မခင်မြန်ကပြောရင်ငိုရဲကွယ်တကယ်တော့မခင်မြန်ငိုတာမဟုတ်ဘူးကွယ်မောင်ကျော်တောင်းငိုတာကွယ်တိတ်မပူပါနဲ့ကျော်တောင်းရဲ့ကျုပ်ရအောင်လုပ်ပေးပါမယ်အရင်ဆုံးလုပ်ရမှာမခင်မြန်ကိုတွေ့အောင်ရှာဖို့ပဲကွယ်ဗျာမခင်မြန်ကိုရှာရမယ်ဟုတ်လားဆရာကြီးအခုဆရာကြီးရှေ့မှာရောက်နေတာမခင်မြန်မဟုတ်ဘူးလားဆရာကြီးရဲ့မောင်တင်ကြကကျုပ်ကိုမေးလိုက်တာမောင်တာတည်းရဲ့ဒါကမခင်မြန်ရဲ့ရုပ်လေမောင်တင်ကြရဲ့မင်းနမခင်ရန်ဝိညာဘယ်ရောက်နေမှမသိတာအဲ့ဒါကိုရှာဖို့ကျုပ်ကပြောတာအခုမခင်မြန်ရဲ့ရုပ်ကကိန်းနေတဲ့ဝိညာဉ်ပန်းတို့ဆရာမောင်ကျော်တောင်းရဲ့ဝိညာဉ်လေးကွယ်ဒါမဲ့ရှားမှာမခတ်ပါဘူးမောင်တင်ကြမောင်ကျော်တောင်းတွေ့အောင်ရှာလိုက်ရင်မောင်ကျော်တောင်းရဲ့ကိုမှမခင်မြန်ဝိညာဉ်ကိန်းနေမှာသေးကြတယ်ကွယ်ဟာအဲ့ဒီလိုလားဆရာကြီးရဲ့သူဆန်းလိုက်ရလားဗျာဒါဆိုရင်ခန္ဓာကိုယ်နဲ့ဝိညာဉ်လိုမျိုးဝင်တာပေါ့ဟုတ်လားဆရာကြီးဒီတခါမောင်ထွန်းလာကျုပ်ကိုမေးတာကွယ်သိဟုတ်တာပေါ့မောင်ထွန်းလာရဲ့သူတို့စီးသွားတဲ့ကားမောင်းတဲ့အချိန်မှာမောင်ကျော်တောင်းရောမခင်မြန်ရောကောင်းမှဒဏ်ရာရကြပြီးတော့တတိလစ်သွားကြတယ်မို့လားအဲ့ဒါကိုတရားဝိညာဉ်ခွာသွားတာကွယ်လူတွေရဲ့ယုံနှုတ်ထွက်သွားတာပေါ့ကွယ်မင်းတို့နားလည်အောင်ဝိညာဉ်လို့ပြောရတာလေတကယ်တော့ကိုယ်ဘွားထွက်သွားတာပြန်ဝင်တဲ့အချိန်မှာရုပ်ချင်းလွှဲပြီးတော့ဝင်သွားတာအဲ့ဒီအဖြစ်မျိုးမရှိသလားကိုရှာပါတယ်မောင်ထွန်းလာရဲ့ဟာဒါဆိုရင်ကျုပ်တို့ညီမကိုကဲလုံးမရပါအောင်မလားဆရာကြီးရဲ့ရတယ်မောင်ထွန်းလာရဲ့ကျုပ်ရအောင်စီမံပါမယ်မင်းတို့သာမောင်ကျော်တောင်းရဲ့ရုပ်ကိုတွေ့အောင်လိုက်ရှာကြတော့အဲ့ဒါဘလို့ရှာမှာတော့ဆရာကြီးရဲ့မောင်တင်ကြရစိုးရင်ပူပင်နဲ့မျက်နှာနဲ့မေးတာကွဟာမောင်တင်ကြရလေအစားအစားပြီးလိုက်လေကွယ်အရင်ဆုံးသူတို့နှစ်ယောက်တက်ခဲ့တဲ့ခရမ်းစိမ်းကိုလိုက်လေအဲ့ဒီမှာတတိပြန်ရသွားတဲ့မောင်ကျော်တောင်းဘေးသူခေါ်သွားတော့ဒါမှမဟုတ်သူ့ဟာသူထွက်သွားတယ်ဆိုရင်ဘေးကိုထွက်သွားတော့ဆိုတာစုံစမ်းပြီးလိုက်ကြလေကွယ်ကျုပ်ပြောလိုက်တော့မှမောင်တင်ကြရလေတဘောပေါက်ပြီးတော့ခရမ်းကိုလိုက်သားကြတယ်စိတ်ယုံကနေစုံစမ်းပြီးလိုက်ကြတာနောက်ဆုံးသူတပည့်မောင်ကုံခေါ်သွားတယ်ဆိုတာသိသွားပြီးတော့မောင်ကုံတို့ရွာကိုလိုက်တော့ဟောမှာမောင်ကျော်တောင်းကိုသွားတွေ့တာလေကွယ်အဲ့ဒီမှာလေတတိမေးနေတဲ့မောင်ကျော်တောင်းအိမ်ပေါ်ဟာဆင်းတဲ့လေကတိကိုကြော်နှင်းလိုက်ပြီးတော့ချော်လေးသွားရကနေအသိကိုပြန်တတိရသွားတယ်ဆိုပဲကွယ်တတိရတာနဲ့ပစိုးကိုထမိန်လိုဝစ်ပြီးတော့ကျမကကျော်တောင်းမဟုတ်ဘူးကျမနာမည်ကမခင်မြိုင်ပါရေကြုံမှနေပါတယ်ကျမကိုကျမအိမ်ပြန်ပို့ပေးပါလို့ပြောတာတယ်မောင်သားတည်းရဲ့မောင်ကုန်းကလည်းဘာပြောလို့ပြောရမယ်မသိအောင်ဖြစ်သွားတာပေါ့ကွယ်အဲ့လိုဖြစ်နေတဲ့အချိန်မှာပဲဒီကလိုက်သွားတဲ့မောင်တင်ချိုင်နဲ့မောင်ထုံးလာကလည်းရောက်သွားတာပေါ့ကွာဒီမှာတင်မခင်မြန်ဝိညာဉ်ဝင်နေတဲ့မောင်ကျော်သားကမောင်တင်ချိုင်ကိုပြစ်ဖက်ပြီးတော့အကိုတင်ချိုင်ရဲ့ကျမကိုကြည့်ပါအောင်ကျမခင်မြိုင်ပါရှင်ဘလို့လုပ်ပြီးတော့ယောက်ျားခန္ဓာကိုယ်ကြီးဖြစ်နေတာတော့အကိုထွန်လိုက်ရဲ့ခင်မြိုင်ကိုကြည့်ကြပါအောင်ရှင်ဘာမှမပူနဲ့ခင်မြိုင်ရေကြောအိမ်မှာနေခန္ဓာကိုယ်ရှိတယ်ဒါပေမဲ့အတွင်းကဝိညာဉ်ကတော့နေမဟုတ်ဘူးဘန်တို့ဆရာကိုကျော်တောင်းဝိညာဉ်ဗျာ
ကျုပ်ကဟိုမှာရောက်နေတယ်ဟုတ်လားဗျဟုတ်တယ်ငါညီဒီကိစ္စကိုအဆင်ပြေအောင်လုပ်ပေးနိုင်တဲ့ဆရာတယောက်လေးငါတို့စီကိုရောက်နေပြီကွာဒီတော့ဟော်ရီယာမင်းဆရာကိုကျော်တောင်းကိုခေါ်ပြီးတော့ဒုနဲ့တပါးလေးလိုက်ခဲ့ပြီတော့မောင်ကုန်းရဲ့ဆိုပြာမောင်တင်ဆိုင်ရာပြောတော့မောင်ကုန်းကလေသူ့ဆရာမောင်ကျော်တောင်းကိုခေါ်ပြီးတော့တပါးလေးလိုက်လာကြတာပေါ့ကွာဒီရောက်တော့ကျုံနဲ့တွေ့ကြတယ်ဟုတ်တာပေါ့မောင်သားတည်းရဲ့ခန္ဓာကိုယ်လေးပြီးတော့ကိုဘွားတွေဝင်သားတာကွာဒီအဖြစ်မျိုးကအင်မတန်ကိုမှဖြစ်ခဲ့တာအေးတခုပဲပြောစရာရှိတယ်သူတို့နှစ်ယောက်ဆေးရုံမှာတတိမေးနေတဲ့အချိန်ကရင်နှလုံးကိုရှင်ရဲထားပြီးတော့ဆရာဝန်ဆရာမတွေကကူးသားနေတယ်ဆိုတော့ခန္ဓာကိုယ်နှစ်ခုကနှိကက်နေတဲ့သဘောဖြစ်ပြီးတော့ကိုဘွားတွေမောင်းဝင်သွားတာဖြစ်မယ်ကွာပြီးတော့လွှဲနေတဲ့ဝိညာဉ်တွေကိုပြန်နှုတ်ယူပြီးတော့သူ့ခန္ဓာကိုယ်နဲ့သူမှန်အောင်ထိပေးရမှာအဲ့ဒီအလုပ်ကိုကျုပ်တို့အထက်လန့်တွေလုပ်ခွင့်မရှိဘူးဒါကြောင့်မောင်သားတွေကိုလာပြီးခေါ်ရတာဟမ်ဟုတ်လားဆရာကြီးကျုပ်ကဘာလုပ်ပေးရမှာတော့ကျုပ်ကဆရာကြီးဘိုးလူပေးရဲ့စကားဆုံးတော့ပြပြတလေးမေးလိုက်တယ်ဒီလိုကွမောင်သားရဲ့ဝိညာဉ်နှုတ်တဲ့အလို့မဖေးဝါအကျဉ်းချင်းလှုပ်တတ်တယ်ဒီတော့ဒီကိစ္စမှာမဖေးဝါကိုပြီးတော့အကူကြီးတောင်းမှဖြစ်လိမ့်မယ်ဩကျုံနာလေးပါပြီဆရာကြီးနောက်တနေ့မှကျုပ်ကကိုတင်ချိုင်တို့အမေသားသုံးမေသားချက်ခိုင်းပြီးတော့တာဝန်တင်ချိုင်သေးကိုလာခဲ့တယ်ကျုံနဲ့အတူတူကိုတင်ချိုင်ရဲ့ကိုထွန်းလာရဲ့သူတို့တငယ်ချင်းတယောက်ရဲ့လိုက်ခဲ့ကြတယ်ကျက်ကအစိမ့်လေးတစ်စီးနဲ့ကျုပ်ကိုခေါ်လာကြတာတောင်မွေတင်ချိုင်းတွေကိုရောက်တော့ခက်ကြကြအုတ်ကိုတလုံးပေါ်မှာသမင်းနဲ့ဟင်းတွေပြင်ပြီးတော့မဖေးဝါကိုပင်လိုက်တယ်အရှိနေထွက်အနောက်နေဝင်တောင်တန်ငါးကုံမြောက်ကုံဝင်တွင်ရောက်နေလေအရဲမမြန်မကြားလှမ်းကာကြောက်ခဲ့ပါတင်ချိုင်းရှင်မကြီးမဖေးဝါဗျာထနောင်းကုန်းဟာတာတင်ပင်းဖိတ်ပါတယ်စားပွဲသားပွဲတွေနဲ့ဒီအကျိုးထောက်လို့ဗျာဟောရီနီယာတောင်မွေတင်ချိုင်းကြီးအတွင်ကြောက်ခဲ့ပါတင်ချိုင်းရှင်မကြီးမဖေးဝါဗျာကျုပ်ကခဏဆောင်ပြီးတော့နောက်တစ်ခါထပ်ပေးနေဗျာဟာမဖေးဝါရဲ့ခွေကြီးနဲ့ကြော်ရဲ့ဦးတန်ကြီးကြားနေရတယ်ဗျာဟောခွေဦးတန်ကတဖြည်းဖြည်းနီးလာပြီဟောလာပြီဗျာလာပြီမဖေးဝါလာနေပြီဗျကူရဲပေါင်တကောင်လောက်အမြင်ကနေရွေ့လာတာဗျာဖြူဖြူကြည့်ဗျာအရက်ကလည်းစေးပေးလောက်ရှိမယ်ကျုပ်ကတော့မျက်ကွင်းစေးကွင်းပြီးတော့နားတွေပါလိမ့်ပြီးဂါထာကိုရွှေ့ပြီးတော့မဖေးဝါကိုမြင်လဲမြင်သူပြောတာကိုကြားလဲကြားရတာပေါ့ဗျာကိုတင်ချိုင်တို့ကတော့ဘာမှနားမလည်ပဲကြောင်တောင်းနဲ့ကြည့်နေကြတာပေါ့မဖေးဝါဒူးကြီးနှစ်ဖက်ထောက်ပြီးတော့ကျုပ်ကျွေးတဲ့အမေသားတွေကိုစားတော့တာကူဘေးမှာရက်နေတဲ့နွားပါးတစ်ကောင်လောက်ရှိတဲ့ခွေးကြီးနဲ့ကြော်လေးအမေသားတုံးတွေပြေးပြေးကျွေးသေးတယ်လက်ကြီးကြော်ကလေးစားတာပေါ့စားလို့တော်တော်ကုံတော့မှမဖေးဝါလက်ဖက်ရည်ပကံလောက်ရှိတဲ့မျက်လုံးနေကြီးတွေနဲ့ကျုပ်ကိုလမ်းကြည့်တယ်ကျုပ်ကလည်းအဲ့ဒီအချိန်စောင့်နေတာလေဒီလိုမဖေးဝါပန်ဒိုဆရာကိုကျော်တောင်းနဲ့မက်ခင်မြိုင်ဆိုတဲ့အမျိုးသမီးကကားမောက်လို့တတိမေးသွားရကနေတတိပြန်ရတော့ဝိညာဉ်ချင်းလွဲနေပါတယ်မဖေးဝါဆရာကြီးဘိုးလူပေးကလေးရောက်နေပါတယ်ဆရာကြီးကလည်းလွတ်လို့ကျုပ်လာရတာပါဘိုးလူပေးကအကူကြီးတောင်းတာပါမဖေးဝါကိုကျော်တောင်းနဲ့မက်ခင်မြိုင်တို့ရဲ့လွဲနေတဲ့ဝိညာဉ်တွေကိုနှုတ်ယူပြီးတော့အမှန်ပြန်ထည့်ပေးဖို့ပါမဖေးဝါမဖေးဝါကစားနေရင်းနဲ့ကောင်းချင်းတယ်လက်ကွင်ညာလာခဲ့ဒီတင်းချမ်းစေးပုံမှာပွဲနှပွဲပြင်ရမယ်မြောက်ဖဲရှင်မတဝေးငါးကုံတဝေးည9နာရီအတိမှာဝိညာဉ်နဲ့ပြန်နှုတ်ပြီးတော့လှဲပေးမယ်ပြောစရာရှိတာပြောပြီးတော့မဖေးဝါပြန်ထွက်သွားရောဗျာစားသွားတဲ့အမေသားတွေမကုန်ဘူးဗျကူပုံမှာကျန်နေတယ်အဲ့ဒါတင်းချိုင်တွေကအဆောင်ကိုကျွေးခဲ့တယ်ဟောတင်းချိုင်အနောက်ဘက်မှာမဲမဲအေးအေးကြီးတကူကျွေးလာပြီကျုပ်ကလေကိုတင်းချိုင်တို့ခေါ်ပြီးတော့တင်းချိုင်ကနေအပြင်ရအောင်တတုတ်တုတ်ပြေးလာခဲ့ကြတယ်လက်ွယ်ပေါ်ကနေရက်ပဲလိုတော့တာဆိုတော့ပြင်စရာရှိတာတွေပြင်ချရတာပေါ့ဗျာဆရာကြီးဘိုးလူပေးကလည်းပတိစိန်မြတ်တာပို့လုပ်ပေးတယ်လက်ွယ်ညရောက်တော့ခြေကားနှစ်စီးနဲ့တောင်မွေတင်းချိုင်းတွေကိုကျိုးတို့လာခဲ့ကြတယ်တင်းချိုင်းစီရဲ့ထင်မှာကရော့ပွဲနှစ်ပွဲပြင်လိုက်တယ်တပွဲဟာမြောက်ဘက်ရှင်မပွဲတပွဲဟာမဖေးဝါပွဲ9နာရီထိုးခါနေတော့ဘိုးလူပေးစီရင်ပေးလိုက်တဲ့ဇရက်ချမ်းပြင်ပေါ်မှာရှင်ပြီးတော့ခင်းလိုက်တယ်အဝဲသေးအစားသေးတွေဝစ်ထားတဲ့မက်ခင်မြိုင်နဲ့ကိုကျော်တောင်းတို့နေရောက်ရှင်ပြီးတော့ပိစားအဖြူတွေပုံမှာပက်လက်အိတ်ခိုင်းစီလိုက်တယ်။ပွဲတွေပုံမှာလည်းဖျောင်းနိုင်မိတွေထွန်းချပြီးတော့ကိုကျော်တောင်းရဲ့ချင်ရင်မှာဖျောင်းနိုင်တတိုင်းမက်ခင်မြိုင်ရဲ့ရှင်ရင်မှာဖျောင်းနိုင်တတိုင်းထွန်းလိုက်တယ်။တေချာကြီးရင်တော့ကြောက်စရာကြီးပေါ့ဗျာ။ညအချိန်မတော်မှာအထီးကရတင်းချမ်းကြီးတွေမှာကရော့ပွဲတွေနဲ့မီးတွေထုံးပြီးတော့လူနေရာဇရက်ပုံမှာဆန်းဆန်းကြီးတွေအိတ်နေကြတာလေဗျာ။9နာရီထိုးကနေတော့လူတွေအားလုံးဇရက်ပေါ်ကနေဆင်းလိုက်တယ်။ဇရက်ပေါ်မှာကျုပ်တယောက်တည်းနေခဲ့တာဗျာကျုပ်ဆရာကြီးဘိုးလို့ပြမဆရာရှိတာတွေမှာပြီးတော့ကျုပ်ကိုအားလုံးလွှဲလိုက်တာဆရာကြီးကလိုက်တော့လာပေမဲ့တင်းချိုင်းကိုမဝင်ဘူးတင်းချိုင်းအပြင်မှာရက်ထားတဲ့ကြေးကားပေါ်မှာပဲနေပြီးတော့လုံးဆရာရှိတာတွေလှုပ်ပေးနေတာဗျာ9နာရီထိုးတာနဲ့နဲကြော်ကြီးဦးတန်ကြားရတော့တာပဲမ
ဖေဝါလာနေပြီဆိုတာဒီအတန်ကြားတာနဲ့သိတယ်ဗျဟောမဖေဝါတင်းချမ်းစေးကိုရောက်လာပါပြီအပေါ်အနဲ့အောင်းအနဲ့ဝစ်ပြီးတော့စပင်ဖာလာချထားတဲ့မဖေဝါပွဲတွေကိုတစ်ချက်ကြည့်တယ်ပြီးတော့မှကောင်းချင်းပြပြီးတော့ကျုပ်ကိုတစ်ချက်ကြည့်တယ်ကျုပ်ကစိတ်လွေအေးကြီးစလွေတိုင်းပြီးတော့ခန်းလန်းလန်းမှာသွားရက်နေတာကျုပ်ကမျက်ကွင်းစီးတွေကွင်းပြီးတော့ကာထာရွတ်ထားတော့အားလုံးကိုမြင်ရတာပေါ့မဖေဝါရှင်အိတ်နေတဲ့ကိုကျော်သားနဲ့မခင်မြိုင်တို့ရဲ့မျက်နှာပေါ်လက်နဲ့တက်လိုက်တယ်အိတ်သွားပြီပေါ့ဗျာလူနှစ်ယောက်ရဲ့လိပ်ပြောင်မဖေဝါတိတ်လိုက်တာဗျာမဖေဝါသူ့လက်နှစ်ဖက်ကိုဆန်းထုတ်ပြီးတော့လက်တွေကိုအပေါ်မသလိုလွတ်လိုက်တယ်ဗျာဟာထွက်လာပါပြီထွက်လာပြီကိုကျော်သားကိုရီးယားဝင်းညင်ရောမခင်မြိုင်ကိုရီးယားဝင်းညင်ရောဖြူဖြူရဲဗျသူအိတ်နေတဲ့ပုံစံအတိုင်းဆန်းဆန်းကြည့်ပြီးထွက်လာတာကိုခန္ဓာတွေပေါ်2000လောက်အရောက်မှာမဖေဝါရက်ထားလိုက်တယ်ပြီးတော့မှနေရောက်ကိုရှင်းလိုက်ပြီးဖြည်းဖြည်းနဲ့ရွှေ့လိုက်တယ်ဟာရွှေ့သွားပြီပြန်သူရွှေ့သွားတာမဖေဝါလက်ကိုရွှေ့ပြီးဝင်းညင်တွေကိုနေရာရွှေ့လိုက်တယ်ပလက်အိတ်တလို့ဖြူဖြူဆန်းဆန်းကြည့်တွေဖြစ်နေတဲ့ဝင်းညင်တစ်ခုနေရာတွေရွှေ့သွားပြီးကိုရဲပုံမှာဆန်းဆန်းကြည့်တွေဗျာလေထဲမှာလေတောင်းတောင်းကြီးတွေဟောထဲ့ပြီကိုရဲထဲကိုထဲ့နေပြီမဖေဝါလက်နှစ်ဘက်ကိုပြပြချင်းရွှေ့ပြီးတော့ခန္ဓာကိုယ်ထဲဝင်းရင်ထဲ့နေတာလေထဲမှာဆန်းဆန်းကြီးတွေဖြစ်နေတဲ့ဝင်းရင်တွေကဖြည်းဖြည်းလေးရွှေ့ပြီးတော့နှိမ့်ချလာတယ်နောက်ဆုံးကိုရဲထဲကိုဝင်သွားပြီးတော့ပျောက်သွားရောမဖေဝါကိုကျော်သားနိုင်မခင်မြိုင်ကိုတေးတေးကြစားငုံကြည့်ပြီးတော့ပွေးတွေဘက်ကိုတစ်ချက်လှည့်ကြည့်တယ်စတာတီသူတို့ကိုနှိုးလိုက်ဆိုပြီးပြောပြီးတော့မဖေဝါကြီးပျောက်သွားတယ်လက်ကျော်ကြီးရဲ့ဦးတန်ဟာတာမွေတင်းချိုင်းထိကကြားလိုက်ရတယ်ကျုပ်ကလေဘိုးလူပင်မာထားတဲ့အတိုင်းအသိယူလာတဲ့တေဆုံစေးတော်ရေးစမ်းတဲ့ကိုကျော်တန်းနဲ့မခင်မြိုင်တို့နေအောင်မျက်နှာတွေကိုတောက်ပေးလိုက်တယ်ဟောတတိပြန်ရလာပြီနေရောက်စလုံးထိုင်လဲကြတယ်ကျုပ်ကိုတေးတေးကြစားချင်းညှိကြတယ်ကျုပ်ကသူတို့ကိုရှေ့ပြလိုက်တော့သူတို့ကိုသူတို့ငုံကြည့်လိုက်ကြပြီးပြုံးနေကြတယ်ဘယ်လိုတော့မှန်သွားကြပြီလားမှန်သွားပြီဆိုပြီးတော့နေအောင်စလုံးပြောလိုက်ကြတယ်ကျုပ်ကလေဇရဲအောက်ကလူတွေကိုလမ်းခေါ်တယ်ဗျာလာကြတော့ဟေးဒီမှာခင်ဗျားတို့လူတွေလူမဲနေရဖြစ်သွားကြပြီလူတွေအားတွေဇရဲပေါ်ကဝမ်းသာအားရပြစ်တက်လာကြပြီးတော့ရေရေမောမောတဲ့စကားတွေပြောကြတာပေါ့ဗျာကိုကျော်တောင်းတဲ့တပည့်မောင်ကောင်ကလေရေကြမောကြပေါ့ဗျာမခင်မြိုင်နဲ့မလာမီကလည်းပြုံးလို့ဗျာတင်းချိုင်းပြန်စောင်းနေတဲ့ဘိုးလူပေစီကိုကျုပ်တို့ထွက်လာကြတယ်လမ်းပေါ်မှာပဲထိုင်ပြီးဆရာကြီးကိုကျော်သားနဲ့မခင်မြိုင်ကြော့ကြတယ်ကျုပ်ကပါကြော့မယ်လို့မနေ့ကတောင်းပန်ထားရတာဗျကျုံနဲ့ဖိုးလူပေကိုဂျစ်ကားလေးနဲ့ဖုံးကြီးကြောင်ပြန်ပို့ကြတယ်နောက်တနေ့ပါပဲကျုပ်ပြန်ခဲ့တယ်မြို့ရောက်တော့ဘာကြီးအိမ်မှာတရားဝင်အိတ်လိုက်တယ်နောက်နေ့မှဗန်ပွဲကုံကားကိုစီးပြီးတော့ရွာကိုပြန်ခဲ့တယ်အိမ်ကနေထွက်ပြီးတော့9ရက်မြောက်တဲ့နေ့မှာကျုပ်အိမ်ကိုပြန်ရောက်ခဲ့တာပေါ့ဗျာ